baby tree လေးပဲရှိပါဘူးဒီဆိုရင်ချင်းစားပါတယ်နာမည်မသိပါဘူးဒီစားတော့ဒါလေးကတော့ sky panda ရဲ့ high ပါလေရဲ့ဒါလေးကတော့ ice cream ရဲ့နဲ့ဒီကတော့ ice cream ရဲ့လို့လိုက်ပေါ့ပါဟာလေနော်ဒီရဲ့နဲ့ဘူးက baby tree ရဲ့ဒီ ice cream ရဲ့မဟုတ်တာတော့ handmade တွေပါခဏမှဒီပြရတဲ့plan တော့ကတော့အစ်စ်ပါတော့စီးဆုံးလေးစုံထားမယ်ဒီမှာဘာလို့စလဲမတော့ဒါလေးလို့ကျင်ပါမန်ဒီကာဒီမှာဒါလေးလို့ကျင်တယ်ချောကလက်လေးလို့ကျင်တယ်ဒီအခင်းလေးလို့ကျင်တယ်ဟုတ်လေငါခက်ခဲ့အဲ့ဒါဘူးဘူးတင်မှာလေဒီလေကျန်မှာကြည့်မယ်ခဲ့တမီးကြည့်ပြီမယ်ဆက်မှာပါဆက်မှာပါလားတော့မပြေတော့ဒီကနေပါဒီကနေလေးခင်းလေးတမီးခမနာမန်နဲ့ခမနာမန်နဲ့ခင်းလေးပေါက်သွားတာဒီဆောင်တော့ရတယ်ချစ်စရာအစီရောပဲအတန်လေးနားအောင်ပဲထားဒီတူဝီရတော့အစီပဲဖြစ်ပါဘာလို့စလဲမတော့ဒီရေခဲမင်းသမီးလေးရဲ့ဒါလေးရဲ့ပီစီခွက်လေးခီမန်ဒီကဒါလေးရဲ့စီခွက်နော်စီခွက်အလိုချင်တော့ဒါလေးလည်းလို့ချင်တယ်ဒါလေးလည်းလို့ချင်တယ်ဒါလေးလည်းလာဒါလေးလို့ချင်တယ်အခုပြောပြမယ်ဟိုပါလေအဲ့ line ပေါက်ကြည့်မယ်အဲ့ဒါလေးတက်တာပေါ့ line ပေါက်ကြည့်မယ်အဲ့ဒါတက်တာပေါ့ဟုတ်မယ်ဒါလေးသွားခိုင်တယ်ဒီဘာလေးလဲဘာလို့လဲဆိုင်ကဘာလေးလဲဒီဒီလိုလားခုလေးချင်တယ်ပြောတာဟာလို့ချင်တယ်ပြောလို့ချင်တဲ့ဟာလေးမျိုးလုံးလေးလေးရဟုတ်တယ်မျိုးလုံးလေးလေးရအကျဉ်းလိုချင်တဲ့ဟာမိုက်ပါခီတူဖောက်ပြလိုက်နောက်ဆုံးတော့ baby tree ကိုဖောက်ပါမယ်ဆိုရင်ဒီမှာကတော့ baby tree ကအလင်းပြတ်နေပြီးသိမမြင်ရဘူးအကြောင်းနဲ့ဒီလိုမျိုးဖြစ်နေတာပေါ့နော်မင်းနှစ်ဘူးချက်ထားတယ်မနှက်ဒီအဲ့ဒါဒီထဲမှာဘာလို့ကျင်လဲမတော့ဒီထဲမှာဒီကောင်လေးရဲ့လို့ချင်တယ်ဒီ secret နဲ့ဒီနှစ်ကောင်လို့ချင်တာလေမန်ဒီကဒီတစ်ကောင်ကလွင်ကျန်တာအကုန်ရဒီကောင်တိတ်မကြိုက်ဘူးဒီသုံးကောင်ဒီနှစ်ကောင်လေးရပါဒီအလိုချင်ဆုံးတစ်ခုကတော့ဒီကောင်လေးရဲ့ secret ပေါ့နော်ဟိုနောက်ဒီခမယ်အလဲလေးရ